Hello guys, welcome back to my channel. My name is Boom Nyatta and today I'm gonna share you one story. The story name is JJ the Journalist. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်တော့ဘုံမြတ်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ပုံကြီးလေးကတော့ JJ သတင်းတောက်လေးဆိုတဲ့ပုံကြီးလေးပဲဖြစ်ပါတယ် JJ was a very curious young boy and asked a lot of questions. Why is the sky blue? Why does rainbow have so many colors? How do birds fly? He asks a lot of questions. JJ ကအရာရာကိုစူးစမ်းလေ့လာတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်သူပုံချင်မှရှိတဲ့ဟာတွေကိုသူအများအားကြည့်နေတယ်ကြီးမှသူမေးချင်တဲ့မေးခွန်းတွေဆိုရင်သူစုဆောင်းထားလိုက်ရှိတယ်သူတယောက်ကိုမြင်နေဆိုရင်လည်းသူအများအားမေးလို့ရှိတယ်သူမေးတဲ့ question တွေသူမေးတဲ့မေးခွန်းတွေအနေငယ်မှာတော့ဘာလို့ကောင်းကင်ရပြတာလဲဘာလို့တက်တက်ကအယောင်တွေအများရှိရလဲဘာလို့နှစ်တွေကပြန်နိုင်တာလဲစသည်လို့ဖြစ်ပြီး Why JJ went to school? He was always observing everything around him. He had dozens of quizzes for his teacher every day, who patients tried to ask the questions. The teacher was very pleased with him. Curiosity. JJ ကျောင်းသွားတဲ့အခါတိုင်းမှာသူ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးကိုသူကြည့်သွားတယ်။သူ့မှာဒါဇင်နဲ့ချီရှိတဲ့ဒါဇင်နဲ့ချီမှမိကုန်းနေမိဖို့ရသူတို့ဆရာမတွေကိုဒါဇင်နဲ့ချီမှမိကုန်းနေမိဖို့ရရှိတယ်။အဲ့လိုမေးဖို့ရအတွက်ဆရာမတွေကသူ့ကိုဒီကလေးအရင်မေးထူတယ်ကွာဆိုမှတချို့လူကဖြေချင်တဲ့ဟာရှိတယ်ဖြေချင်တဲ့ဟာရှိတယ်ဒါပေမဲ့သူ့ကိုအများတော့အဖြစ်အမြဲဆုံးဖြေပေးနေတဲ့သူကအကြောင်းဆရာဖြစ်တယ်အကြောင်းဆရာကြီးကသူမေးတဲ့မေးခွန်းတွေကကိုအတက်နိုင်ဆုံးအများဆုံးဖြေပေးတဲ့ဆရာကြီးဖြစ်တယ် Many of JJ's classmates began to avoid him because they couldn't answer his questions but the school's headmaster was different. He always encouraged JJs to ask more and more questions. Curiosity, thinks, and asking questions is the only way to find the truth. The headmaster said like that. He asked JJ to share more of the things he had learned from all the questions he asked. For them onwards, JJ starts writing articles for the school newsletter. သူ့တငယ်ချင်းတွေတော်တော်များများဂျေဂျေတငယ်ချင်းတွေတော်တော်များများဂျေဂျေနဲ့တိတ်စကားမပြောကြကြဘူးဘာလို့လဲဆိုတော့ဂျေဂျေရဲ့မေးတဲ့မေးခွန်းများကိုသူကမဖြေနိုင်လို့ဖြေခြင်းနဲ့စိတ်ကူးမရှိကြလို့ဒါပေမဲ့ကျောင်းဆရာကြီးကအဲ့ဒီတူတွေနဲ့ကွာခြားနေတယ်ကျောင်းဆရာကြီးကသူ့အားပေးတယ်ဟာဂျေဂျေမင်းရာရာကိုစူးစမ်းလေ့လာတာဟာစူးစမ်းလေ့လာတယ်တုံ့တက်တယ်ဆိုတဲ့ဟာမင်းတို့တနေ့အထောက်ကူဖြစ်လိုက်မယ်မင်းအမှန်တရားတွေကိုမင်းသိရှိရလိုက်မယ်လို့ကျောင်းဆရာကြီးကအမြဲတမ်းအားပေးလို့ရှိတယ်ဒါနဲ့ကျောင်းဆရာကြီးကတော့ပြောတယ်မင်းကျောင်းနိုင်ငံကစာဆောင်မှာမင်းစာလေးရေးမှဘာတွေမင်းရဲ့ question အမေကုန်းတွေကနေလေ့လာရတဲ့ဟာတွေကိုကျောင်းရဲ့နိုင်ငံကစာဆောင်မှာတွက်ခတ်ချီလို့ကျောင်းဆရာကြီးကတနေ့ပြောတယ်ဒါကြောင့်လဲဂျီဂျီကစာရေးပြီးမှနိုင်ငံကစာဆောင်မှာသူကအမြဲတမ်းတွက်ခတ်ချတယ် One day in JJ village the buffaloes and cows get sick. The peripheral became a destroyer. The fishes in the river were also dry. The villager were sick and afraid. Where is the happens and why? JJ water food. The villager begins praying for help, but the stationery just keep getting worse. ဒီနေ့မှာတော့ဂျီဂျီတို့ရဲ့ရွာမှာကတ်ဆိုင်တယ်လို့မျိုးဖြစ်တယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွဲတွေနွားတွေနေမကောင်းကြမအောင်ဖျားတယ်ပေါ့ဗျာကျွဲတွေနွားတွေဖျားတယ်လေကင်းတွေစပါးကင်းတွေလည်းပစ္စည်းတယ်ဘယ်လိုပစ္စည်းလဲဆိုတော့ရေတွေမကောင်းလို့လားနှိုးနှွမ်းသွားတယ်ခြောက်သွားတယ်ပုတ်သွားတယ်အဲ့လိုမျိုးအမြစ်တွေပုတ်သွားတယ်ဆိုလိုမျိုးဖြစ်ကြတယ်ငါးတွေလည်းမြစ်ထဲမှာရှိတဲ့ငါးတွေလည်းအကုန်တေကုန်ကြတယ်ရေတွေလည်းမတန့်တော့ဘူးပေါ့ဗျာအဲကြောင့်ရွာသားတွေကအဲ့ဒါကိုကြောက်သွားပြီးမှနတ်တွေပါတွေကိုဗျာသူတို့ရဲ့ဘယ်လိုမှရွာကိုဆောက်ရှောက်တဲ့နတ်တွေပါတွေကိုသူကပူဇော်ပါတာတယ်သူကကြောက်သွားတယ်သူတို့ဘာဖြစ်သွားလဲဆိုတာလည်းမသိတော့စိတ်ဆင်းလဲရဲပါတယ်ကြောက်သွားတယ်ပေါ့ဗျာအဲကြောင့်ဆူတောင်းတယ်ရှုပ်ကတော့တဲ့အုံပွဲငပြောပွဲနေတယ်သူကတင်တာပေါ့ဗျာလုပ်တယ်ဂျီဂျီကဒါကိုကြည့်မှငါဒီရဲ့ပြဿနာလေရင်လက်ခံကိုငါတရားအောင်ရှားမယ်ဆိုမှ
စဉ်းစားတယ်ရွာသူရွာသားတွေကတော့စစ်တီးမှပူဇော်နေတာပေါ့ဗျာဒါပေမဲ့ဒီနေ့တနေ့အချိန်တွေကပိုကြီးမှဆိုးလာတယ်ပဲဖတ်တယ်လေပေါ့ဗျာ Curious JJ decided to find the case of the problem. He packed some snake and water bottle and a note in his backpacks and rode his bike to the village to investigate. He investigated the village. He rode to the village bank and river banks and asked for help for a boatman. Then the boatman took his up and down the river as he carefully looked around. စူးစမ်းလေ့လာတဲ့ကြီးကြီးကဒီပြဿနာအငုတ်ကိုဒီအငုတ်ကိုငါရအောင်ရှာရမယ်ဆိုမှဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တော့သူရဲ့ကြောပို့အိတ်လေးထဲမှာမုံတွေပါထည့်တယ်ရေဘူးတွေထည့်တယ်ထည့်ပြီးတော့စာအုပ်လေးတုပ်ထည့်တယ်အဲ့ပြီးတော့စပိန်ပေါ်တက်တယ်ရွာတွေကိုရှောက်လှည့်တယ်ဗျာရှောက်လှည့်မှအင်တာဗျူးတယ်လူတွေကိုလိုက်မေးတယ်ဘာကြောင့်ဖြစ်လဲဆိုတော့သူတို့ဘယ်လိုအရင်ဟန်ဖြစ်လဲဆိုတော့လိုက်မေးနေတယ်ဗျာလိုက်ပြီးတော့သူရွာရဲ့ဘယ်လိုပြောမလဲဗျာရွာဆိုတော့မြင့်နှစ်ဖူးလေးရောက်ရောမြင့်နှစ်ဖူးရောက်တော့သူကလှေသမားဦးလေးယူတွေ့တယ်လှေသမားဦးလေးယူအကုန်ကြီးတောင်းမှသူကရေထဲကိုလိုက်ကြည့်တော့ပေါ့ဗျာရေကမတန့်လားဆိုတော့ပြစ်နာရဲ့လင်းကုတ်လေးရေထဲမှာဆိုတော့သူကကြည့်သွားတော့ရေထဲကိုလိုက်ကြည့်တော့ပေါ့Suddenly, Jojo noticed something that may have been caused this problem. Or, look at here, drawing the river water is. Curious JJ. At school, he learns that polluted water could make cases, plants, and people sick. He wondered why the water was so dry. The boatman took him farther up the river to find where the dry water was coming from. They came to a place where polluted water was flowing from a big pipe into the river. The big pipes into the river, boatmen pointed to at the place far from this town where the giant pipes was coming from. And there was the soft, the first tree. ဘယ်လိုပြောလဲဆိုတော့အဲ့ဒီအချိန်ခိုက်တက်လေးမှာပဲဂျိုဂျိုကတခုတိသွားတယ်ဒီရဲ့ပြဿနာဒီနာဟာပဲဖြစ်လောက်မယ်ဒီပြဿနာလေးရဲ့လက်ခံဒီနာပဲဖြစ်လောက်မယ်လို့ကထင်မှအဲ့ဒီရဲ့မြေကနဖူနာနဲ့ကြော်ရဗျာမြေပြင်ကျယ်ထဲမှာတော့ကြည့်တော့ရေတွေကဒီနားမှာ6မိနစ်အမဲတွေလာတယ်ကွာဆိုတော့မဲဆိုတော့ဗျာစီကြီးလိုမျိုးမဲရေတွေဖြစ်နေစီလိုမျိုးဟာတွေဖြစ်နေဟာဒီနာဆလာမသိဆိုမှသူကလိုက်ရှာတယ်သူ့ရဲ့ចောင်းစာထဲမှာလည်းသင်ရတယ်ရေညဉ့်ညာနာဆိုတာရေဒုညဉ့်ညာနာဆိုတာကစိတ်ယုံနေရနေမလိုအပ်တဲ့အညစ်အကြေးတွေဘာတွေလွတ်နေရေထဲကိုလွတ်နေအဲ့ဒါပြီးအဲ့ဒီရေတွေကနေသူကညစ်ပတ်သွားတယ်ညစ်ပတ်တော့ငါးတွေဘာတွေတည်တဲ့လူတွေအဲ့ဒီရေကိုတောက်ထုတ်လိုက်တဲ့ချိန်ကျရင်ဖြားနာတယ်ဒါမှမကောင်းဘူးလေတွေရာတွေလည်းပျက်စီးတယ်ဆိုတော့သူကတီးတော့ဒီနားပဲဖြစ်လောက်မယ်ဆိုကြည့်တော့အဲ့လှေလော်တဲ့ဦးလေးရပေါ့လှေသမားကြီးရပေါ့ဂျီဂျီကိုညှိုးထုတ်လိုက်တယ်ဟာဟိုမှာကောင်းလေးကြီးကဟိုမှာရေမကောင်းတဲ့ဟာတွေပိုက်ကနေလာနေတယ်မှာနော်ဆိုဂျီဂျီကလည်းတော့ကြည့်လိုက်တော့ဒီပြဿနာလက်ရင်းကတော့ဒီဟာပဲနေမှာဆိုမှတော့တွားကြည့်လိုက်တော့ဟုတ်တယ်အဲ့နာမှာကျတော့ပိုက်ကြီးရှိတယ်ပိုက်ကြီးဆိုတာစိတ်ယုံနေကနေထုတ်တဲ့မလိုအပ်တဲ့အညီကြီးတွေထုတ်တဲ့ပိုက်ကြီးပါဗျာအဲ့ဒီကနေဆက်စီတွေဘာတွေမလိုအပ်တဲ့ဟာတွေတွားထုတ်နေတာကိုတွေ့လိုက်တယ်The next day, Jojo wrote an article about the fortress and the giant pipe, and now it was polluting the water and river and harming the environment. နောက်နေ့မှာတော့ဂျီဂျီကနိုင်ငံကစာဆောင်ရေးဖို့ရအတွက်သူစာဆောင်လေးကိုရေးနေတယ်နိုင်ငံကစာဆောင်မှာကပ်ဖို့ရရေးနေတော့သူဘာရေးလဲဆိုတော့ဒီပိုက်အကြီးကြီးတွေကနေမလိုအပ်တဲ့အညစ်အကြေးတွေကိုစေယုံနေကနေထုတ်တယ်ဒါကြောင့်လူတွေကိုဖျားနာစေတယ်ကျွဲတွေကိုဖျားနာစေတယ်ဒါလည်းလေရီယာတွေကိုပျက်စီးစေတယ်အခင်းတွေပျက်စီးစေတယ်လို့သူကရေးလိုက်တယ် Not just the students but also the teacher and the harmonizer was incredibly surprised. It turned out that it wasn't the evil river spirits that was causing the problem.
JJ found the real case of the problem because of his curiosity, observing, and willingness to find the truth. While the inter school was interested in discussions that assumed ကျောင်းလူကျောင်းသားတွေမကဘူးသူကဆရာဆရာမတွေပါသူကစိတ်ဝင်စားသွားတော့ဗျာဒီဟာကိုသူကအအော်ကြီးမှတော်လေးစိတ်ဝင်စားသွားတယ်သူတို့ထင်တာဒါရေဆောင်နှက်ပေါ့ဗျာရေထဲမှာရှိတဲ့နှက်ကစိတ်ဆိုးလို့သူအုံပွဲငါပြောပဲမတင်လို့ရေတွေကိုညင်ရလို့ပြီးမှလူတွေကိုတေးစေပါညာတို့လူကထင်တာပေါ့ဗျာသူကရှေးယူရှိတာဟုတ်ဒါပေမဲ့မဟုတ်ဘူးတဲ့သူရေရေးထားတဲ့စာလေးကိုကြည့်တော့အော်ဒါကဒီလိုဖြစ်တာပဲကျွန်တော်သူကအေးမြို့မှာရှိတဲ့ဗာလဲအကြီးကဲတွေပါရင်သူတို့တိုင်မင်နဲ့တိုင်မင်မှဒီဟာကိုစာရွက်စာဆောင်တွေပြန်ထုတ်ဖို့ရအတွက်သူတို့ကစီမံခန့်ခွဲနေကြတယ် Because of JJ's architects, the villager leader from all of the areas started holding meetings to find solutions to the problem. Then the visit to the factories together where the authorities and negativity was the factory to stop polluting the water. The newspaper also started publishing articles about the dangers of polluting water and why it is important not to delete her. JJ reports all of it. He wrote about the authority taking actions against the factory of stopping polluting the river, and he found out all of this information by being curious and ask questions. JJ ရဲ့စာဆောင်လေးကြောင့်ပဲသူတို့ကျေးရအုပ်ချုပ်ရေးမှုတွေပါတယ်အမျိုးမြို့နယ်အုပ်ချုပ်ရေးမှုတွေကသူတို့အစည်းအဝေးထိုင်ကြတယ်ထိုင်ကြရင်မှသူဘယ်လိုဆွေးနွေးကြတာပေါ့ဗျာဘာကြောင့်ဒီပြဿနာရဲ့လေရင်လည်းခေါ်အဲ့ဒါသူတို့ရေးထားတယ်ဘာကြောင့်လဲဆိုတော့ဒါလည်းဟုတ်နိုင်တဲ့ပါဗျာသူတို့အစည်းအဝေးထိုင်တာပေါ့ဗျာထိုင်ပြီးတော့လူတွေကိုအတိပေးပညာပေးအတိပေးစာဆောင်လေးတွေထုတ်တယ်ထုတ်ပြီးတော့လူတွေကိုဖတ်ခိုင်းတယ်ပေါ့ဗျာဖတ်ခိုင်းမှယာယီဆောင်ကြရမှဒီလိုလုပ်ရမယ်ရေတွေဘယ်လိုတက်အောင်လုပ်ရမယ်ဆိုတော့သူတို့စာဆောင်လေးတွေပို့ချတယ်ပေါ့ဗျာဘာဖြစ်လို့ဒီဟာတွေအကုန်လုံးဘာလို့ဖြစ်ခဲ့ရလဲဆိုတော့ JJ ရဲ့စူးစမ်းလေ့လာမှုရဲ့သူ့ရဲ့စူးစမ်းလေ့လာခြင်းနဲ့စိတ်ရယ်ကိုသူမထိန်ချုံနိုင်မနဲ့သူကအဲ့လိုမျိုးစူးစမ်းလေ့လာတဲ့ဟာကိုအရန်ကိုကြိုက်နေတယ်လို့သူလိုက်စူးစမ်းတဲ့အချိန်မှာမှသူတည်သွားတာဖြစ်တယ်ဒါကြောင့်သူက JJ ကိုစူးစမ်းပါလို့သူကအဲ့ဆရာကြီးကပြောတယ်အဲ့မှာလည်းတခြားသူတွေလည်းချီးမွမ်းတာပေါ့ဗျာJJ was approached by all of people. His friends loved him very much and was inspired by him. All his peers recognized him as a great journalist. He was also even holding by the village wide the society and environment excelling award. Then the Prime Minister announced the annual. I argue you all to be curious to always ask questions and think clearly like JJ as that they will and we will also have a bright futures and communicate will be more developed. JJ was very happy and proud of what he had accomplished. So the story finished. What he said is the Prime Minister gave awards of JJ. The award name is Environment and Society Case, the Politics Award. He gave to JJ and all of the people loved by him like this. Sorry, I need to explain what Myanmar. နောက်ဆုံးဘာဖြစ်လဲဆိုတော့ JJ ကိုလူတွေကပါဗျာသူចောင်းဆရာကြီးနဲ့လူတွေကချီးမွမ်းကြတယ်ဟိုချီးမွမ်းထားမလားပြကြတယ်ဒီလိုစူးစမ်းနေတာတက်ကလေးရှိလို့ငါတို့ဒီပြဿနာရဲ့လက်ငုပ်လေးရင်ကိုတည်ရတာဒါကြောင့်ဒီကလေးအရန်ကိုတော်ပါတယ်ဒီ journalist သတင်းတော့ကောင်းကြည့်လာရင်သတင်းတော့ဖြစ်လာနိုင်တယ်လို့သူတို့မှတ်ချက်ချကြတယ် sorry မှတ်ချက်ကြတယ်ပြီးတော့သူမင်းကနောက်ဆက်ထိန်သွားပါမင်းဒီလိုပဲစိတ်မှလေးကြပါလို့သူပြောတယ်အဲ့မှာကျောင်းမှာကြတော့လဲကျောင်းဆရာကြီးကသူ့ကိုစုချီးမြှင့်တယ်မပတ်ဝန်းကျင်ထိန်သိမ်းရေးနဲ့ဆောက်ရှောက်ရေးဆိုမှသူစုလေးနဲ့နာမည်လေးနဲ့ချီးမြှင့်တယ်အဲ့မှာသူ photograph ကင်မရာလေးလည်းကျောင်းဆရာကြီးကသူ့ဝယ်ပေးလိုက်တယ်ချီးမြှင့်တာပဲစုချီးမြှင့်တာပေါ့ကင်မရာလေးလည်းဝယ်ပေးတယ်စုတိစိတ်ပြလေးလည်းချီးမြှင့်တယ်နောက်ဆုံးကျတော့သူ့တငယ်ချင်းတွေကလည်းသူ့အပေါ်ဓာတ်နဲ့တဘောပေါက်သွားကြပြီးမှဟိုကအရန်
ခင်ခင်မင်မင်နေပါကြပါဗျာချေချေကလည်းသူ့ရဲ့ဒီလိုမျိုးလေးလာတဲ့စိတ်ကြောင့်သူဝမ်းနဲ့ဝမ်းသာမိတယ်ဂုံလဲဂုံယူမိတယ်သူเจ้าဆရာကြီးကမင်ကွန်းတက်ပြောတော့ကဲကလေးတို့မင်းဂျီဂျီကိုတွေ့မင်းတို့တွေဂျီဂျီကိုတွေ့ရမှာလားဂျီဂျီဘယ်လိုလုပ်ကြလဲဆိုတော့မင်းတို့သိမှာပါဒါကြောင့်ဂျီဂျီလိုစူးစမ်းလေးလာပါအဲ့ဒါမှမင်းတို့အနာဂတ်တွေပို့လှလာမယ်မင်းတို့ရဲ့ communication society လူထုဆက်သွယ်ရေးတွေပါတယ်ကောင်းမွန်လာမယ်စကားပြောတဲ့နေရာမှာလည်းကောင်းမွန်လာမယ်လို့သူကကျောင်းဆရာကြီးကမင်းကိုပြောပြီးမှသူကဒီကျောင်း assembly ကိုပြီးလိုက်တယ်ပြီးတော့ဂျိုဂျိုရဲ့ဖြစ်ပုံကိုလည်းရွာသားတွေကထောက်ပံ့ပြုကြတယ်ပေါ့ဗျာကြည့်ရှုအားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်တကယ်လို့များကျွန်တော်ဒီဗီဒီယိုလေးမှာပြောရတဲ့အမှားယွင်းတွေပါခဲ့နေရှိတော့ဖြစ်စွမ်းထားမှုကြဖို့ကျွန်တော်မေတ္တာရက်ပါတယ် Thank you for watching my video. If any mistake in there, please fulfill lessons. I want to share the main message of this story. The main message is you must create and you must learn, you must observe all your surroundings and what was happening around there, what was the society crisis. Don't be unwilling and avoid that things. You must observe all the time and you must learn and you must previews and interviews to people what was happening around there. You must be like that. Don't be playful the video games or somehow don't be so naughty. And to say the main message is the main message of the video. Thank you for listening my main message. The formula the message လေးကတော့ရာကိုစူးစမ်းလာဖို့ရယ်ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲဆိုတာကိုစူးစမ်းနေတာပါမျိုးပေါ့စူးစမ်းနေတာဆိုတာအကျုံးမရုပ်ပါဘူးဟိုကျိုးကောင်းနေဖြစ်တယ်ဆိုတာကိုသူကပြောချင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစကားပုံတော်ရှိတာပဲဗျာပြောမလဲမေ့တယ်ရှာဖွေလေးတွေ့ရှိလေဆိုတာတော့ရှိရပဲเนาะမြန်မာစကားပုံမှာရှာဖွေလေးတွေ့ရှိလေဆိုတဲ့စကားပုံတော်ရှိတယ်ဒါကြောင့်သူကလည်းရှာဖွေလေးတွေ့ရှိလေဖြစ်တော့တာပေါ့ဗျာဒီဟာလေးကို the main message အနေနဲ့ပေးချင်တာပဲဖြစ်ပါတယ်တခုလိုဒီဗီဒီယိုလေးဒီခုတကနောက်ထောင်ပြရတဲ့အတွက်ကျွန်တော်ကျေးဇူးထူးသိရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye have a nice day